ကျမရင်းနှီးတဲ့မိတ်ဆွေတွေကိုအာမခံမရောင်းပါဘူးမင်္ဂလာပါရှင်ကျမကတော့ AI မြန်မာရဲ့ Financial Service Consultant ဖြစ်တဲ့မက်ကေခိုင်ဝေဖြစ်ပါတယ်ရှင်ကျမရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းတွေဆိုရင်အာမခံမစီစဉ်ပေးပါဘူးဟုတ်ပါတယ်အခုစကားကိုကြားလိုက်ရတော့နည်းနည်းတော့တမျိုးဖြစ်နေမလားမသိဘူးရှင်သူကအာမခံအကြံပေးတယောက်ဖြစ်နေပြီးတော့ကိုယ့်အသည့်မိတ်ဆွေတွေကိုကြားတော့ဘာဖြစ်လို့မစီစဉ်ပေးတာလဲဆိုပြီးတော့ထင်ကောင်းထင်နိုင်ကြပါတယ်ဒါပေမဲ့ဒါကကျမရဲ့အလုပ်ပေါ်ထားတဲ့အဓိကခံယူချက်ဖြစ်နေလို့ပါဘာဖြစ်လို့လဲဆိုတော့တခါလေကြာရင်ကျမတို့ကကိုယ့်အသည့်မိတ်ဆွေတငယ်ချင်းတွေကိုအာမခံရဲ့အရေးပါပုံတွေအာမခံကြောင့်ရရှိခဲ့တဲ့အကာအကွယ်ရမှုတွေကိုကျမတို့ကတော့စေတနာအပြည့်နဲ့ကိုချစ်ခင်ရတဲ့မိတ်ဆွေတွေဖြစ်တဲ့အတွက် sharing လုပ်ပေးကြပါမယ်တချို့ကကြတော့လေကျမတို့ကအာမခံရောင်းချင်လို့လာပြောနေပြန်ပြီလို့ထင်တတ်ကြပါတယ်ကိုကတော့ချစ်ခင်ရတဲ့မိတ်ဆွေတငယ်ချင်းမိသားစုတွေအတွက်စေတနာအပြည့်နဲ့ပြောပြနေပြီမဲ့လို့သူတို့တွေရှိကနေပြီးတော့ဒီလိုမျိုးအထင်ခံရတဲ့အခါကျတော့ကိုယ့်ဘက်ကစိတ်မကောင်းဖြစ်ရတယ်လို့မျိုးပဲဒီမိတ်ဆွေတွေဘက်ကကြတော့လေကျမတို့အားနာလို့စီစဉ်လိုက်ရတာမျိုးမျက်နှာနာစရာတွေဖြစ်လို့စီစဉ်လိုက်ရတာမျိုးဆိုရင်ဒီလိုအားနာလို့စီစဉ်လိုက်ရတဲ့အာမခံမျိုးတွေကတကယ်တမ်းလိုအပ်လာတဲ့အခါကိုယ်နဲ့အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်အာမခံဆိုတာမျိုးကလေဈေးကွက်ထဲမှာအလွယ်တကူအားနာလို့ဝယ်လိုက်ရမယ့်ပစ္စည်းမျိုးမဟုတ်ပါဘူးဒါကမိသားစုတွေရဲ့အနာဂတ်ကျမတို့ချစ်ရသူတွေရဲ့ကျန်းမာရေးအတွက်တကယ်ကိုအရေးကြီးတဲ့ဗန္နာရေးဆိုင်ရာကာကွယ်မှုတစ်ခုဖြစ်ပါတယ်ဒါကြောင့်ကျမကတော့ကိုယ့်ရဲ့မေရွေးစေရေးတငယ်ချင်းတွေဆိုလို့ရှိရင်အားနာလို့စီစဉ်ပေးလိုက်ရတာမျိုးကိုလုံးဝမဖြစ်စေချင်ပါဘူးကျမတို့အာမခံဆိုတာမျိုးကမိသားစုကတကယ်လိုအပ်တာကကျန်းမာရေးအတွက်လားကျမတို့မိသားစုရဲ့ financial planning အတွက်လားသားသမီးတွေရဲ့ပညာရေးအတွက်လားစသဖြင့်ကိုမိသားစုအတွက်လိုအပ်တဲ့အကာအကွယ်ကိုတေချာရွေးချယ်ပြီးတော့စီစဉ်မယ်ဆိုရင်အာမခံရဲ့အနှစ်သာရကိုတေချာခန်းစားရမှာဖြစ်ပါတယ်။ဒါကြောင့်မရင်းစီရင်းနေပဲဖြစ်ဖြစ်အပြင်ကနေပြီးတော့အာမခံရဲ့အနှစ်သာရကိုသိရှိပြီးတော့လာရောက်စီစဉ်တဲ့မိတ်ဆွေတွေပဲဖြစ်ဖြစ်တကယ်ကိုပဲမိမိသားစုရဲ့အနာဂတ်အတွက် financial planning အတွက်မိသားစုရဲ့ကျန်းမာရေးအတွက်ကာကွယ်မှုတစ်ခုလိုအပ်လာပြီဆိုရင်တော့အချိန်မရွေးဆက်သွယ်မေးမြန်းပြီးတော့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။တာယာပျော်ရွှင်တဲ့နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်။